အားလုံးသိထားကြတဲ့အမေရိကန်တွေဆိုတာအမေရိကန်တွေမဟုတ်ပါဘူး။နားရှုပ်သွားကြမယ်ထင်ပါတယ်။ကျွန်တော်ဆက်ပြီးရှင်းပြပါမယ်။လက်ရှိအမေရိကန်ဆိုတဲ့သူတွေကအမေရိကန်အစ်စ်မဟုတ်ပဲ Native American ရဲ့နာမည်ကိုကျွံပြုတ်ထားကြတဲ့သူတွေပဲဖြစ်ပါတယ်။ပြောမယ်ဆိုရင်လက်ရှိအမေရိကန်မှာနေထိုင်နေကြတဲ့လူတော်တော်များများက Native American တွေမဟုတ်ကြပါဘူး။ဒီအကြောင်းကိုဒီနေ့မှာသမိုင်းကြောင်းတွေအရအမေရိကန်ကိုဘယ်သူတွေကဘယ်လိုသိမ်းပိုက်ခဲ့လဲဆိုတာကိုဘူဒူတာအနေနဲ့ပြပြပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်မှာ channel လေးကို like and follow လုပ်ပေးသွားကြပါဦး။1492ခုနှစ်မှာတိုင်ပြီးတနည်းအားဖြင့်ကိုလံဘတ်အမေရိကန်ကိုရောက်မလာခင်မှာဆိုရင်အဲ့ဒီဒေတာမှာလူကြီး9တန်းကနေ18တန်းအထိနေထိုင်ခဲ့ကြရလို့သိရပါတယ်။ဒီချက်တွေကိုကြည့်ရင်ဥရောပတိုက်တာတွေကိုလိုနီပြုတ်ခဲ့ကြတဲ့နေမြေအစ်တွေဟာလူတူကင်းမဲ့နေရာမျိုးမဟုတ်ပဲလူကြီးထူထပ်တဲ့နေရာဖြစ်ကြောင်းသိနိုင်ပါတယ်။အဲ့ဒီ Native American တွေဟာဆိုရင်ကိုပိုင်ရင်ကြီးမှုကြေးရွာနဲ့မြို့ပြလိုနေထိုင်မှုပုံစံမျိုးတွေပါရှိနေခဲ့ပါတယ်။သူတို့မှာတိုင်းနာဘာသာစကားပေါင်း300ကျော်နဲ့ကိုပိုင်တလိထုံးတန်းတွေလည်းရှိနေခဲ့ပါတယ်။ဒါကိုကြည့်ချင်းအပြင်ဥရောပတိုက်သားတွေကနေမြေအစ်တွေကိုလေ့လာခြင်းတာတခုတည်းအတွက်ကြောင့်မဟုတ်ပဲနိုင်ငံတစ်ခုကိုကျူးကျော်သိမ်းပိုက်တာလို့ပြောလို့ရပါတယ်။တနေ့မှာတော့ဒီလိုအဆင်ပြေဟန်ချက်ညီရှိနေတဲ့နေရာကိုခရစ္စတိုဖာကိုလံဘတ်ဆိုတဲ့သူကတင်မော်ရီနဲ့ရောက်ရှိလာခဲ့ပါတယ်။သူရောက်သွားတဲ့ကျွန်းရဲ့နာမည်ကတော့ဆန်ဆယ်ဗာဒိုပဲဖြစ်ပါတယ်။အမေရိကတိုက်ကိုလာတဲ့ကိုလံဘတ်နဲ့သူ့အဖွဲ့သားရောက်90ဝန်းကျင်ဟာသူတို့ကြီးတက်လာခဲ့ကြတာတော့မဟုတ်ပါဘူး။သူတို့ဟာကြောက်ကက်ယောဂတုတ်ကွေးဝတ်သက်စတဲ့ယောဂါတွေကိုတည်ဆောင်လာခဲ့ကြပါတယ်။ဒီကနေစပြီးမွေရဲအမေရိကတိုက်သားတွေရဲ့ဘဝဟာကန်ဆိုးမှုအောင်ချခဲ့ရပါတယ်။ဥရောပတိုက်သားတွေဟာလူနေထူထပ်တဲ့မြို့ပြတွေကနေလာခဲ့ကြတာဖြစ်ပြီးသူတို့နဲ့သူတို့ပါလာတဲ့ယောဂါတွေကိုဒေတာကန်တွေရဲ့ခန္ဓာကိုယ်ရမတွန်းလှန်နိုင်ပါဘူး။ဒီလိုနဲ့ဒေတာကန်တွေဟာကန်ဆိုးကြီးစိုက်တယ်လို့ယောဂါတွေရဲ့တန်ကိုအလူးလဲခံခဲ့ရပါတယ်။ခမန်းချေရာကိုလိုနီပြုတ်ခံရပြီးရာစုနှစ်အတွင်းမှာမွေရဲအမေရိကဒေတာကန်လူဦးရေရဲ့90%လောက်အထိတည်ဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ဒီယောဂါတွေက16ရာစုနဲ့18ရာစုတလျှောက်လုံးဖြစ်ပွားခဲ့ပြီးလူဦးရေတန်းပေါင်းများစွာရဲ့အသက်ကိုနှုတ်ယူသွားခဲ့ပါတယ်။တွေးကြည့်ရတဲ့တော်တော်ကြောက်ဖို့ကောင်းနေပါပြီ။ကြီးမားတဲ့လူမှုရေးနဲ့စီးပွားရေးတွေရှိတဲ့ဒေတာတွေကလည်းယောဂါတွေကြောင့်ဥဆောင်မှုစနစ်တွေပျက်စီးပြိုလဲပြီးတော့လူစုကွဲခဲ့ရပါတယ်။ကိုလံဘတ်ဟာအဲ့ဒီနယ်မြေအသစ်တွေကိုရှာတွေ့ပြီးပြန်ရောက်တဲ့အခါရွှေကြေးကြော်နေနယ်မြေအသစ်တွေအများကြီးရှိတဲ့အကြောင်းစပိန်ဘီယင်စီမှာပြောပြခဲ့ပါတယ်။ဒီလိုနဲ့ပဲစပိန်ဟာအမေရိကတိုက်အပေါ်ကိုလိုနီပြုတ်ဖို့အတွက်စတင်ခဲ့ရဖြစ်ပါတယ်။ဥရောပတိုက်သားတွေကိုလိုနီပြုတ်ခဲ့တဲ့အချိန်ဟာအမေရိကမှာယောဂါကက်ဆူကြီးရဲ့ဒဏ်ကိုလူးလဲခံနေရတဲ့အချိန်ဖြစ်တာကြောင့်ခုခံဖို့အင်အားမလုံလောက်ခဲ့ပါဘူး။ကိုလိုနီနယ်ချက်မှုစတင်ပြီးနောက်18ရာစုနောက်ပိုင်းတွေမှာဆိုရင်မွေးရင်အမေရိကန်လူဦးရေဟာခန့်မှန်းခြေ6သိန်းဝန်းကျင်လောက်ကျန်ရှိတော့တာပဲဖြစ်ပါတယ်။ဒီယောဂါဇိုးကြီးတွေကအမေရိကတိုက်သားတွေရဲ့အတွက်တော့ဇီဝလက်နက်နဲ့အောင်ဆင်တူနေပါတယ်။ဒီလိုနဲ့ကိုလိုနီပြုတ်ပြီးတဲ့အခါမှာမွေးရဲအမေရိကန်တွေကိုရွှေတဲနယ်မှာလှုပ်ခိုင်းပြီးအမိမ့်မနာကန်တာမျိုးတွေဆိုရင်ရိုင်းနှက်တာလက်ချောင်းတွေကိုဖျက်ပစ်တာမီးရှို့တာမျိုးတွေအထိပါမျိုးနှိမ့်ဆက်ခဲ့ကြပါတယ်။18ရာစုမှာဆိုရင်ဗြိတိရှပြင်သစ်ဒက်ရှ်တို့ရောက်လာကြပြီးမွေရဲအမေရိကန်အနေနဲ့ကုန်သွယ်ရေးကိုစတင်ခဲ့ပါတယ်။ဥရောပသားတွေကကုန်သွယ်ရေးလုပ်ရုံကြီးတတ်မဟုတ်ပဲသူတို့လူမျိုးတွေအမြဲတမ်းနေထိုင်နိုင်မှုအတွက်ပါရည်ရွယ်ခဲ့ကြတာဖြစ်ပါတယ်။သူတို့တွေကအယောင်းဝယ်လုပ်ရင်တဖြည်းဖြည်းနဲ့မူလအမေရိကန်တွေရဲ့မြေတွေကိုသိမ်းယူခဲ့ကြပါတယ်။အဲ့ဒီအချိန်တုန်းကမူလအမေရိကန်တွေကမြေယာပိုင်ဆိုင်ခြင်းဆိုတဲ့အယူအဆကိုတော့နားမလည်ကြပါဘူး။ဥရောပတိုက်သားတွေကဂျင်းထည့်သွားကြတာဖြစ်ပါတယ်။18ရာစုမှာဆိုရင်အင်္ဂလန်၊နယ်သာလန်နဲ့ဆွီဒင်နိုင်ငံတို့ကအတ္တလန်တိတ်ကမ်းရိုးတန်းတစ်လျှောက်မှာအခြေချနေထိုင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။အကြောင်းရင်းကတော့အကျိုးမြတ်များတဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့တာမွေးကုန်သွယ်ရေးလုပ်ငန်းတွေနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေအတွက်လိုအပ်တဲ့မြေနေရာတွေကိုရရှိဖို့ပဲဖြစ်ပါတယ်။1986ခုနှစ်အမေရိကန်ဒေါ်လာရင်းအပြီးမှာအခြေအနေတွေကပိုဆိုးလာခဲ့ပါတယ်။အမေရိကန်တွေကလွတ်လပ်ရေးရခဲ့ပေမဲ့မွေရဲအမေရိကန်တွေကတော့မူလမိမိတို့ပိုင်ဆိုင်တဲ့နယ်မြေတွေကိုတဖြည်းဖြည်းဆုံးရှုံးလာရပါတယ်။အမေရိကန်ပြည်ထောင်စုကို1986ခုနှစ်မှာတည်ထောင်ပြီးနောက်ပိုင်းနိုင်ငံတော်ရဲ့နယ်မြေရှက်ထွင်ရေးရာဗဟိုအစိုးရရဲ့မူဝါဒဖြစ်လာခဲ့ပါတယ်။1832ခုနှစ်မှာဆိုရင်အမေရိကန်ဟာမြောက်အမေရိကကိုလွှမ်းမိုးနိုင်တဲ့အင်အားကြီးနိုင်ငံအဖြစ်တည်ထောင်လာနိုင်ခဲ့ပြီးနယ်မြေလိုအပ်ချက်တိုးပွားလာတာကြောင့်မူလတိုင်းရင်းသားတွေကိုသူတို့ရဲ့နယ်မြေကနေဖယ်ရှားပစ်ဖို့အတွက်စတင်ကြိုးပမ်းခဲ့ကြပါတယ်။မွေရဲအမေရိကန်လူမျိုးတွေကြားထဲမှာလည်းအုပ်စုနှစ်စုကွဲသွားတာမျိုးရှိခဲ့ပါတယ်။အဲ့ဒါတွေကတော့ Rusted နဲ့ Lower Creek တို့ပဲဖြစ်ပါတယ်။ Rusted တွေကကြတော့နိုင်ငံထဲကိုဝင်လာတဲ့လူဖြူတွေရဲ့ယဉ်ကျေးမှုကိုလက်မခံပဲမိမိတို့ရဲ့မူလတလိထုံးစံတွေကိုထိမ့်သိမ့်မဲ့အဖွဲ့ဖြစ်ပါတယ်။ Lower Creek တွေကတော့လူဖြူရင်းနဲ့ပူးပေါင်းညှိနှိုင်းလို့တဲ့အဖွဲ့ဖြစ်ပါတယ်။ဒီလိုနဲ့အခြေအနေတွေဟာတင်းမာလာခဲ့ပြီး1834ခုနှစ်ကိုရောက်တော့ Battle of Horseshoe Bend ဆိုတဲ့စစ်ပွဲကြီးဖြစ်ခဲ့ပါတယ်။အဲ့ဒီစစ်ပွဲမှာဆိုရင်အမေရိကန်တပ်တွေနဲ့ Lower Creek တွေက Rusted တွေကိုရက်ဆက်စွာပဲနိုင်ခဲ့ပါတယ်။စစ်ပွဲပြီးမှာအမေရိကန်က Fort Jackson စာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်။စာချုပ်အရ Rusted တွေကမြေကြီးက22တန်းကျော်ဆုံးရှုံးခဲ့ရပါတယ်။ဒါသူတို့မွေးရမြေရဲ့တဝက်နီးပါးကိုဆုံးရှုံးလိုက်ရတာပဲဖြစ်ပါတယ်။ဒါနဲ့မကတွေပဲ1830ခုနှစ်မှာဆိုရင်
အမေရိကန်သမ္မတအန်ဒရူးဂျက်ဆင်ကနေရက်စွန့်ခွာရေးဥပဒေကိုထုတ်ပြန်ခဲ့ပါတယ်။ဥပဒေအရအရှိဘက်ကလူမျိုးစုအားလုံးဟာအနောက်ဘက်မှာရှိတဲ့အိုကလေဟိုမီစီကိုအတင်းအကျပ်ရွှေ့ပြောင်းစေခဲ့ပါတယ်။1836ခုနှစ်ဟာမူရင်းလူမျိုးတွေရဲ့မိမိရနိုင်တဲ့နှစ်တစ်နှစ်ပဲဖြစ်ပါတယ်။မူရင်းဒေသခံတွေကိုစစ်သားတွေအတင်းအကျပ်နှင်ထုတ်ခဲ့ပါတယ်။အဲဒါကြောင့်သူတို့ဟာအိုကလေဟိုမီစီကိုတွားရောက်ဖို့အတွက်လမ်းလျှောက်ပြီးခီးရမ်းကြီးကိုဖျက်ကျော်ရပါတော့တယ်။ခီးဟာကျန်းလွန်တဲ့အတွက်လူပေါင်း1000ဝဲကျော်လောက်ထဲဟာအယောက်3500ဟာလန်ခီကျန်းတဲ့တန်းယောဂတန်းဆာလောင်မှုတိတ်မှုတန်းတွေကြောင့်တေဆုံးခဲ့ကြပါတယ်။အသက်မသေးပဲကျန်တဲ့သူတွေဟာအိုကလေဟိုမီမှာဘဝအသစ်ကိုပြန်စားခဲ့ကြရပါတယ်။ဒါပေမဲ့သူတို့ရဲ့မွေးရမျိုးလွမ်းဆွတ်တဲ့သချင်းတွေစပေတွေဝမ်းနေခြင်းတွေကိုမျိုးဆက်တိုင်းခံစားခဲ့ကြရပါတယ်။လက်ရှိကာလအထိလည်းမွေးရအမေရိကန်တွေရှိနေစေဖြစ်ပြီးသူတို့ရဲ့ယဉ်ကျေးမှုတွေကိုလည်းဆက်လက်ထိန်းသိမ်းကြစေဖြစ်တယ်လို့သိရပါတယ်။လက်ရှိအထိမွေးရအမေရိကန်တွေရဲ့လူကြီးရာဆိုရင်အမေရိကန်ပြည်ထောင်စုလူကြီးစုစုပေါင်းရဲ့2.9နှစ်ရာခိုင်နှုန်းခန့်သာရှိတော့တယ်လို့သိရပါတယ်။ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီသမိုင်းကြောင်းတွေကိုကျွန်တော်ကိုယ်တိုင်လည်းစိတ်ဝင်စားပြီးအားလုံးလည်းဘ ഹു တူတရစေဖို့အတွက်ဗီဒီယိုလေးလုပ်လိုက်ရခြင်းဖြစ်ပါတယ်။ဘော်ရာတို့သိရဲ့အကြောင်းအရာတွေကိုလည်း comment ထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။အားလုံးကိုဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုနဲ့ထပ်လာခဲ့ပါမယ်။အားလုံးပဲ peace out